တို့သမီးဟာပျော်ပျော်ရွှင်ရွှင်နဲ့ဝေါ်ရင်ထဲကနေထွက်လာခဲ့တယ်ဒါပေမဲ့သူကချော်လဲသွားပြီးတေဆုံးသွားခဲ့တယ်ဒါပေမဲ့နောက်တစ်နေ့မှာသူပြန်ရှင်လာပြီးသူ့ရဲ့မင်္ဂလာဆောင်လေးကိုထပ်မံရောက်ရှိနေတယ်ဒီတစ်ခါတော့သူဟာဂယူးတဆိုင်နဲ့ဝေါ်ရင်ထဲမှာပဲနေပြီးဘယ်ကူမှမသွားခဲ့ဘူးဒါပေမဲ့ကလေးနှစ်ယောက်ကလမ်းပေါ်ကိုပြေးဝင်လာခဲ့တဲ့အခါဝေါ်ရင်ကိုချက်ချင်းရုတ်တရက်ရက်လိုက်တဲ့အတွက်သူ့လည်းပင်ကျူသွားပြီးတေဆုံးသွားပြန်တယ်ပြီးတော့သူထပ်ရှင်လာပြန်တယ်ဒီတစ်ခါမှာတော့သူကဝေါ်ရင်ရဲ့ပြင်းပေါက်အားလုံးမှာအကာအကွယ်တွေတက်ဆင်ထားလိုက်တယ်ဒါကြောင့်မတော်တဆမှုကိုလည်းရှောင်တိန်နိုင်ခဲ့တယ်ဒါပေမဲ့ဝေါ်ရင်ရဲ့မျက်နှာချက်ကကျလာပြီးသူတေဆုံးသွားပြန်တယ်ဒီတစ်ခါမှာလည်းသူကမျက်နှာချက်မှာခိုင်ခန့်တဲ့တစ်သားတွေတက်ဆင်ထားလိုက်တယ်အဲ့ဒါကြောင့်သူဘေးကင်းစွာထွက်လာနိုင်ပြီးတကားဝတ်စီကိုလမ်းလျှောက်လာတယ်ဒါပေမဲ့မိဖို့တဲလာတဲ့လူကချော်ပြီးမိဖို့ကသူ့စီကိုလာမှန်တဲ့အတွက်သူတေဆုံးသွားပေမဲ့ထက်ရှင်လာပြန်တယ်ဒါပေမဲ့ဆိုင်းပုတ်ပြတစ်ချက်ကျလာပြီးသူတေဆုံးသွားပြန်တယ်ပြီးတော့သူထပ်ပြီးပြန်ရှင်လာခဲ့တယ်ဒါပေမဲ့မင်္ဂလာဆောင်ပန်းတွေနဲ့ဓာတ်မတဲတဲ့အတွက်သူတေဆုံးသွားပြန်တယ်အဲ့ဒီနောက်မှာတော့သူဟာအိမ်ရှိကခြံထဲကိုရောက်ရှိသွားတယ်ဒါပေမဲ့ကျောင်းတကောင်ကမျက်နှာချက်ပေါ်မှာသွားနေတဲ့အတွက်သူ့တငယ်ချင်းကသူ့ကိုတွန်းထုတ်လိုက်တယ်သူတေဆုံးသွားပြန်တယ်နောက်ထပ်စူးစမ်းမှုတစ်ခုမှာတော့သူ့အိမ်ထဲကိုအောင်မြင်စွာရောက်ရှိသွားတယ်ဒါပေမဲ့စကွဲထိုးတစ်ယောက်ကတကြားလုံးတွေဖိတ်ဆင်သွားတယ်သူချော်လဲပြီးတေဆုံးသွားပြန်တယ်အချိန်ပေါင်း180တေဆုံးပြီးတဲ့နောက်မှာတော့သူမကအန်ရရောက်လာမဲ့အရာကိုကြိုတင်သိရှိပြီးချက်ချင်းရှောင်တိန်နိုင်အောင်တင်ယူလာခဲ့တယ်ဒါကြောင့်နောက်ဆုံးမှာတော့သူဟာမင်္ဂလာဆောင်ခန်းပါတဲ့ရောက်ရှိသွားပြီးမင်္ဂလာဆောင်ဝိုင်ကိုတောက်လိုက်တယ်ဒါပေမဲ့အဲ့ဒီဝိုင်ထဲမှာအစိတ်ခတ်ထားတဲ့အတွက်သူတေဆုံးသွားပြန်တယ်ဒီတော့မိတ်ဆွေတို့သာသူ့ကိုအကြံပေးခွင့်ရှိမယ်ဆိုရင်ဘာများအကြံပေးချင်ပါသလဲ